ညာရှိတဲ့ပုဂ္ဂိုလ်ဆိုတာကိုချမ်းသာဖို့အတွက်သူများကိုဒုက္ခပေးလိမ့်မရှိဘူး။တော့သူများကိုဒုက္ခပေးတဲ့လူတွေကပညာမဲ့တဲ့လူတွေပဲပညာတကယ်ရှိတဲ့ပုဂ္ဂိုလ်ကမလုပ်ဘူးတဲ့နော်။အဲ့တော့လောကကြီးမှာယာတုဘလောက်ပဲကြီးကြီးပိုက်ဆံတွေဘလောက်ပဲချမ်းသာပညာမဲ့တဲ့ပုဂ္ဂိုလ်ကကိုယ့်အတွက်နဲ့သူများကိုဒုက္ခပေးတာအများကြီးပဲခုခေတ်မှာဆိုရင်နော်။အဲ့ဒါလို့ကိုယ့်အတွက်နဲ့ကိုချမ်းသာဖို့အတွက်နဲ့သူများကိုဒုက္ခပေးတဲ့လူတွေဟာပညာမဲ့တဲ့ပုဂ္ဂိုလ်တွေလူကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်တွေလို့သူတို့ဆိုလို့တယ်တကယ်ပညာရှိတဲ့ပုဂ္ဂိုလ်ကကိုယ့်ရဲ့ချမ်းသာရေးအတွက်သူများကိုဘယ်သူမှဒုက္ခမပေးလိမ့်မရှိဘူးတဲ့ပါပါဏိကမ္မဏိသမာစရန္တိမဟုတ်တာဘယ်တော့မှမလုပ်ဘူးတဲ့ကိုချမ်းသာဖို့အတွက်မဟုတ်တာဘယ်တော့မှမလုပ်ဘူးလောကမှာကိုကျိုးစီးပွားအတွက်ပြီးလုပ်ပြီးတော့မဟုတ်တာလုပ်တဲ့လူတွေကဗမာပြည်မှာပြည့်နေတာနော်ကိုကျိုးစီးပွားရဖို့မဟုတ်တာတွေလုပ်ကြတယ်အဲ့ဒါမျိုးဘယ်တော့မှမလုပ်ဘူးတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်ကဒုက္ခေနဖုဒ္ဓခလိတာပိတန္တမတော်ရစယာရုကုန်သိစီးတဲ့ဥစ္စာတွေထိခိုက်ပြီးမတော်တဆဒုက္ခရောက်နေအောင်တောင်မှပဲဒီဒုက္ခကိုပဲချိန်မိတ်ပြီးတော့ခံနေတဲ့သန္တာစဒေါသနာသဟန္တိဓမ္မသူတို့ဟာလောဘကြောင့်လည်းပဲကိုကျင့်သိက္ခာကိုမစွန့်လွတ်ဘူးတဲ့မုန်းတိမှုဒေါသကြောင့်လည်းပဲကိုကျင့်သိက္ခာကိုမစွန့်ကြဘူးအဲ့တော့ပညာရှိပုဂ္ဂိုလ်ဆိုတာဟာဘယ်လိုအခက်ခဲနဲ့ကြုံမဟုတ်တာလုပ်ဖို့ဘယ်တော့မှမစင်စားဘူးလို့ဆိုရတယ်နော်အဲ့တော့မဟုတ်တာလုပ်တဲ့ပုဂ္ဂိုလ်ကပညာရှိမဟုတ်ဘူး